အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Cycravan ဆိုတဲ့ YouTube channel နဲ့ပေါ့နော်တခုလုပ်ချင်တာပေါ့ဒါကကျွန်တော်ရဲ့ပထမဆုံး YouTube ဗီဒီယိုဖြစ်ပါတယ်ဘာလို့ဒီဗီဒီယိုလောက်ရလဲဆိုတော့ကျွန်တော်ဘဝကိုပြောရမယ်ဆိုရင်ကျွန်တော်ကနေတိုင်းစံကုန်ပြီးလေးလိုမျိုးခံစားရပါတော့အမျိုးတနေ့ဘာမှမလုပ်ဒီတိုင်းပဲအပြင်းထူတဲ့ပေါ့ဒီတိုင်းလုံးတဲ့အရာတွေကလည်းအတိတ်ပဲမရှိဘူးအမြင်ဖြစ်တယ်အဲ့တော့ကျွန်တော်စဉ်းစားတာကကျွန်တော်ဘဝမှာတခုတော့ရအောင်လုပ်မယ်ပေါ့အမျိုးစဉ်းစားလိုက်အဲ့တော့ကျွန်တော်အများကြီးမလုပ်နိုင်တော့ကျွန်တော်တခုပဲလုပ်အဲ့ဒါကကျွန်တော်လေ့ကျင့်ခန်းလုပ်ပါပေါ့အဲ့လေ့ကျင့်ခန်းလုပ်တာကကျွန်တော်အတွက်စီကိုင်းပို့ရှိလာမယ်လို့ယုံတယ်ပြီးတော့ဒီအမျိုးခံနိုင်ရပေါ့နော်ဒီလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာအမျိုးနားကျင်နားရဲ့အရာကိုလည်းအောင်နေသားကြတတ်ဖို့အမျိုးအဲ့ဒီတော့ကြောင့် okay ကျွန်တော်လေ့ကျင့်ခန်းလုပ်မှာပေါ့လေ့ကျင့်ခန်းလုပ်ရင် push pull leg ဆိုမှကျွန်တော်ခွဲထားတယ် push pull leg ပြီးရင်ကျွန်တော်တရက်နားမယ်ပြီးတော့ push pull leg ပြီးရင်တရက်နားအဲ့လို gym ဟုတ်ဘူးပေါ့ဒီအိမ်မှာပဲလုပ်အဲ့တော့ကျွန်တော်ကအခုမှဘာမှမသိဘူးဆိုတော့ကျွန်တော်ရဲ့ကြိုးစားထုတ်မှုတွေဒီ channel မှာအကုန်လုံးတင်တော့ပေါ့ကျွန်တော်နေ့တိုင်းလုပ်သွားတဲ့ဒီဗီဒီယိုပေါ့ကျွန်တော်လေ့ကျင့်ခန်းလုပ်တော့15မိနစ်လောက်ပဲကြာမယ်လို့ထင်တယ်အဲ့တော့ဗီဒီယိုဆိုရင်ခဏလောက်ပေါ့နည်းနည်းလောက်ပဲဒါမဲ့ဒါတွေအားလုံးကဘယ်တော့ပြင်းဖို့ကောင်းကောင်းကျွန်တော်ရဲ့ကြိုးစားမှုကိုပြရဆိုတဲ့ပေါ့ဒါကကျွန်တော်ရဲ့တိုးတက်မှုပေါ့ဒီနေ့ကဘယ်နည်းလဲဆိုတော့ကျွန်တော်မသိဘူးmaybe တောက်ကြပဲသိ okay တနင်္လာနေ့ကိုမဆောင်တော့ဘူးဒီစနေကနေကျွန်တော်စအောင်ပေါ့နော်ဒီမနက်ကကျွန်တော်chest push တွေပြီးတော့ရောနော်ကျွန်တော်အရင်တော့မလုပ်လိုက်ကျွန်တော်လုံးဝအမျိုးလေးဒီချင်းခံလည်းမလုပ်ဘူးဒါအမျိုးမလုပ်ဘူးတော့ first day ဆိုကျွန်တော်လုံးဝပြောညံ့တယ်ပြောမှာပေါ့ကျွန်တော်တော်အားနေထဲမှာပါတယ်အဲ့တော့ကျွန်တော်ဒီလိုလုပ်ချင်ပြီကျွန်တော်ပို့ပြီးတတ်မှလာမယ်လို့ကျွန်တော်ယုံကြည်အဲ့တော့ဒီအခုကြည့်နေတဲ့သူတွေလည်း maybe အမျိုးကျွန်တော်နဲ့တူနေဆိုရင်လည်းဖြစ်အမျိုးဒီဗီဒီယိုတနေ့မှာအမျိုးကြည့်ကြအောင်လို့ပါဒီမဲ့ကျွန်တော်ရဲ့ journey ကိုအပြည့်အချင်ဖြစ် maybe ကြာရပါတော့အတူတူလက်တွေ့လေအမျိုးအတူတူတွားတာပေါ့ကျွန်တော်စိတ်သက်ကြနေသူကကျွန်တော်တယောက်တည်းမဟုတ်ဆိုတော့ကျွန်တော်ယုံတယ်ပေါ့နော်အဲ့လိုမျိုးmaybe ကျွန်တော်ပို့ပြီးတတ်မှလည်းမလို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ maybe goodbye